အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာမနက်ဖြန်စနေနေ့ည9:00 နာရီမှာဆိုလို့ရှိရင် Brighton အသင်းနဲ့ကျွန်တော်တို့ Liverpool အသင်းရဲ့ Premier League ပွဲစဉ်ရှင်ပြိုင်ကစားဖို့ရှိပါတယ်ဒီပွဲစဉ်ကလည်း International ရက်သက်တစ်ပတ်ဂျားထဲမှာရှင်ပြိုင်ကစားဖို့ရှိတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ပြီးလို့ရှိရင်เนาะကျွန်တော်တို့ဒါ International Week ဖြစ်ပြီးသွားပြီပေါ့เนาะဆိုတော့နှစ်ပတ်နားမယ်ပြီးတော့ကျွန်တော်တို့ Liverpool အသင်းရဲ့ April 4 ရက်နေ့မှာပြန်ပြီးတော့ Manchester City အသင်းနဲ့ FA Cup ရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ International ရက်သက်တစ်ပတ်ရဲ့နောက်ဆုံး Premier League ပွဲစဉ်မှာတော့ Liverpool အသင်းအနေနဲ့နိုင်ပွဲနဲ့အတူပေါ့နော်နိုင်ပွဲဖော်ဆောင်နိုင်မလားမဖော်ဆောင်လို့လည်းမရပါဘူးလက်ရှိမှာကျွန်တော်တို့အတွက်က Champions League ဝင်ခွင့်ကအရေးကြီးပါတယ် Champions League မှာရလက်ကောင်းထားတယ်ဆိုပေမဲ့လာမယ့်ရာသီအတွက်ကတော့မေကွန်းထုတ်เสียအခြေအနေမျိုးလေးမှာရှိတယ်ဒါစပါးအသင်းနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတည်ကျသွားခဲ့တာကလည်းကျွန်တော်တို့ Champions League ဝင်ခွင့်အတွက်ကိုဒါပို့ပြီးတော့ခက်ခဲသွားစေတဲ့အခြေအနေမျိုးမှာရှိပါတယ်နောက်တစ်ချက်ကကျွန်တော် Galatasaray အသင်းကိုအိမ်ဝင် Anfield မှာ၄ဂိုးမရှိဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးပြတ်ခြေပြတ်နဲ့ဒါအိမ်ဝင်ပရိသတ်တွေရဲ့အားပေးမှုနဲ့အိမ်ဝင် Anfield ရဲ့ atmosphere ကိုဒါပြန်ရပြီးတော့နိုင်မွေးရယူထားတယ်ဆိုပေမဲ့ Brighton အသင်းနဲ့ပွဲစဉ်မှာတော့အဲ့ဒီရဲ့အရှိန်အဟုန်နဲ့အတူအဲ့ဒီရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ယုံကြည်မှုနဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကဒီပွဲမှာအကောင်းဆုံးထပ်ပြီးကစားနိုင်မလားဆိုတာကလည်းမေကွန်းထုတ်เสียအခြေအနေမျိုးလေးမှာရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် Liverpool အသင်းကဒီယာဒီမှာဒါ Rhythm ဆိုတဲ့စကားလုံးကိုတော့မှမကြားဘူးတလောက်ဖြစ်နေတယ်ပေါ့နော် Rhythm မှန်တာမျိုးဖောင်ကောင်းနေတာမျိုးကတသက်မတည်းမရှိဘဲနဲ့ wave ဖောင်လိုမျိုးအနေမြင့်အတက်ကြကအရန်ကိုပြင်းထန်တာမျိုးရှိတယ်ဆိုတော့ Champions League ပွဲစဉ်မှာအရန်ရလက်ကောင်းပြီဆိုလို့ရှိရင် Premier League ပွဲစဉ်တွေမှာရလက်ပိုင်းကကျဆင်းလာတာမျိုးပေါ့နော်ရလက်ပိုင်းဆိုးသွားတာမျိုးဖြစ်တယ်ရလက်မကောင်းတာမျိုးဖြစ်တယ်တခါ Premier League ပွဲစဉ်တွေမှာ Rhythm မှန်လာပြီဆိုလို့ရှိရင် Champions League ပွဲစဉ်မှာသွားပြီးတော့ဒါရလက်ပိုင်းဆိုးသွားတာမျိုးဖြစ်လိဖြစ်တာရှိတယ်ဒါကြောင့်လဲ Brighton အသင်းနဲ့ပွဲစဉ်ကကျွန်တော်တို့တို့ဒါခက်ခဲအောင်မလားပေါ့နော်ပုံမှန်ခြေစွမ်းနေနဲ့အတူဒါနိုင်မွေးရရှိမလားမေကွန်းထုတ်เสียအခြေအနေမျိုးမှာရှိပါတယ်Brighton အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ကစားတိုင်းကျွန်တော်တို့ကခက်ခဲလေးရှိတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကလည်း Brighton အသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့ 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့နောက်ကျမှပေါ့နော်တွင်ကိုနဲ့ Brighton အသင်းရဲ့တွင်ကို Hisheu ရဲ့တွင်ကိုနဲ့အတူကျွန်တော်ဒါ 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့ရတာမျိုးရှိတယ်အိမ်ကွင်း Anfield မှာဆိုလို့ရှိရင်တော့Liverpool အသင်းကအမြဲတမ်းအသာရလေးရှိပါတယ်ဆိုတော့ဒီဟာဒီကျွန်တော်တို့ Liverpool အသင်းရဲ့အိမ်ကွင်း Anfield မှာနှစ်ကြိမ်ကစားခဲ့တယ် Premier League ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ 2-0 နဲ့နိုင်ခဲ့တာမျိုးရှိတယ်လို့ FA Cup မှာဆိုလို့ရှိရင်လည်း Liverpool အသင်းကဒါလောလောလတ်ပဲအင်္ဂလန် Anfield မှာ Brighton အသင်းကို 3-0 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့ပါတယ်နောက်တစ်ချက် Brighton အသင်းကလက်ရှိမှာ current form ကတော်တော်လေးကောင်းလာပါတယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ Premier League ၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Arsenal တသင်းနဲ့ကိုပဲရှုံးပြီးတော့ကျန်တဲ့ပွဲစဉ်၃ပွဲစလုံးကိုနိုင်ပွဲရရှိထားတယ်ဆိုတော့ Brighton အသင်းကဂိုးသွင်းအားလဲရှိတဲ့အပြင်ကိုဒီယာဒီမှာဆိုလို့ရှိရင်လက်ရှိ Premier League ပွဲစဉ်30အထိကစားပြီးထားတဲ့အချိန်မှာကျွန်တော်တို့ Liverpool အသင်းထက်တောင်မှဒါ shooting accuracy ကပိုပြီးတော့မြင့်တယ်40%လောက်နဲ့ပိုပြီးတော့မြင့်ထားတာမျိုးရှိတယ်ကျွန်တော်တို့က42%လောက်ပဲရှိတယ်ဆိုလိုတဲ့သဘောကတော့ Brighton အသင်းကဒါတိကျတဲ့ပေါ့နော်ကန်ချက်တွေနဲ့အတူ twin goal တွေရရှိအောင်စွမ်းဆောင်ထားနိုင်တာမျိုးရှိတယ်ကျွန်တော်တို့ Liverpool အသင်းနဲ့တွေ့တိုင်းလဲ Liverpool အသင်းကိုဒါဂိုးသွင်းယူနိုင်တာမျိုးရှိတယ်သူတို့အသင်းရဲ့အိမ်ကွင်းမှာဆိုရင်ပိုပြီးတော့တောင်မှဂိုးရဖို့အတွက် chance ပိုများတဲ့အနေအထားမျိုးတွေကိုပုံဖော်ထားနိုင်တာကိုကျွန်တော်တွေ့ရပါတယ်နောက်တစ်ချက်က Brighton အသင်းမှာလည်းတူအချင်းဆွမ်းဆောင်ရည်မြင့်မားတဲ့ကစားသမားတွေရှိနေတာဖြစ်တဲ့အတွက်ကို Liverpool အသင်းအနေနဲ့တတိကြီးထားဖို့တော့လိုတယ်ယာကူဘာမင်တက်လိုမျိုးကစားသမားပြီးရင် Gomez လိုမျိုးကစားသမားတွေကကျွန်တော် Liverpool အသင်းရဲ့နောက်တန်းကိုချိန်ချောက်ထားနိုင်တာမျိုးရှိတယ်ပေါ့နော်တွေးဆုံတိုင်းပထမအကျော့ကလည်းဒါ main touch ကိုတော်တော်လေးထိန်းချုပ်ခက်ခဲတာမျိုးရှိတယ်ပြီးတော့ main touch ကဒီယာဒီမှာဆိုလို့ရှိရင်ဒါ City ရဲ့အတောင်ကစားသမား Jeremy Doku ပြီးလို့ရှိရင် dribbling အကောင်းဆုံးကစားသမားလို့ကျွန်တော်သတ်မှတ်လို့ရတယ်ဒါကြောင့်လည်း main touch ကိုတော့တတိကြီးထားပြီးတော့ထိန်းချုပ်ဖို့လိုနေတာမျိုးရှိပါတယ်ဒီပွဲစဉ်မှာတစ်ဆက်တည်းမှာပဲကျွန်တော်တို့ဒါ Musala နဲ့ Gomez ရဲ့ injury အခြေအနေလေးကိုလည်းပြောပြပေးခြင်းပါတယ်ဆိုတော့ Musala ကတော့ Galatasaray အသင်းနဲ့ Champions League ပွဲစဉ်မှာ muscle injury ရရှိသွားတာဖြစ်တဲ့အတွက်ကို Brighton အသင်းနဲ့ပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ် Brighton အသင်းရဲ့အိမ်ကွင်းကိုဒါလိုက်ပါလာနိုင်ခြင်းမရှိဘူးပြီးတော့Musala အနေနဲ့ International ရက်သက်တစ်ပတ်အပီးလောက်ထိတော့အနားယူရအောင်မှာဖြစ်တယ်လို့ press conference မှာဒါနိပြအာနီစလိုကပြောကြားသွားပါတယ်ဆိုတော့ Musala ကတော့ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိပါတယ် International break အပီးကျွန်တော် April လလောက်မှသာ Liverpool အသင်းအတွက်ပြန်ကစားပေးနိုင်ဖို့ရှိပါတယ်ပြီးတော့နောက်ခံကစားသမား Gomez Senior Gomez ကြီးကတော့နိပြအာနီစလိုရဲ့ပြောပုံအရဆိုရင်တော့ injury ကနေပြီးတော့ပြန်လည်သက်သာလာပြီးတိုးတော့ပွဲထွက်ကစားသမားအဖြစ်ကစားဖို့အတွက်ကတော့အာမခံချက်သိမရှိသေးဘူးပေါ့နော်ဆိုတော့ branch မှာပါဝင်လာမယ်ပွဲစားတွေကပါဖို့တော့မတိကြသေးတဲ့အနေအထားမှာရှိပါတယ်
Szoboszlai ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါ press conference မှာနီပြ Arne Slot ရဲ့ပြောကြားခဲ့တဲ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့ဒါမိုဆာလာမပါဝင်နိုင်တာဖြစ်တဲ့အတွက်ကိုညာချမ်းမှာ Szoboszlai ပွဲထွက်လာမလားသို့မဟုတ် frame ပေါင်ပွဲထွက်လာမလားဒါလေးကမေးခွန်းထုတ်စရာမျိုးလေးဖြစ်နေပါတယ်ဆိုတော့ reporter တွေကလည်းဒီအကြောင်းအရာကိုသိကျင်တဲ့အတွက်နီပြ Arne Slot ကိုမေးခဲ့ပါတယ်ဆိုတော့နီပြ Arne Slot ရဲ့ပြောပုံအရဆိုလို့ရှိရင်ဒါ Szoboszlai ကတကယ်တော့ကွင်းလယ်မှာပေါ့နော်တကယ်ကိုကျွမ်းကျင်လိမ့်မှာပါနေပြီးတော့နီးစနစ်ပြေဝတဲ့ကစားသမားလက်ရှိချိန်မှာကမ္ဘာအကောင်ဆုံး midfield တွေမှာပါဝင်တဲ့ကစားသမားတယောက်လို့တော့မှကျွန်တော်သတ်မှတ်လို့ရပါတယ်တကယ်လည်းကောင်းပါတယ်အသင်းဥဆောင်မှုအပိုင်းရောနိုင်လိုစိတ်ပြင်းပြမှုလီဗာပူးအသင်းတို့ကပေးဆက်ကစားတဲ့ပုံစံမျိုးတွေပေါ့နော်ပြီးတော့ Szoboszlai ရဲ့ free kick တွေvision တွေပါနေမှုတွေပေါ့နော်ပြီးတော့ကြန့်ခိုင်မှုပြီးရင်တကွင်းလုံးမှာနေရာဆုံးကစားနိုင်တဲ့အနေအထားတွေကတော့ Szoboszlai ရဲ့အားသာချက်လို့ပဲပြောရမှာလေဖြစ်တယ်ဆိုတော့ဒီပြ Arne Slot ပြောပုံကလည်းဆိုလိုရင်းကလည်းဒီလိုပုံစံမျိုးပါပဲ Szoboszlai ကိုများသောအားဖြင့်သူ့အနေနဲ့ဒါ midfield မှာပဲသုံးကျင်တဲ့စံနာမျိုးရှိတယ်တိုးတော့အသင်းမှာနောက်ခံကစားသမားတွေ injury ရရှိနေတဲ့အနေအထားမှာတော့ tactical genius ဖြစ်တဲ့ Szoboszlai ကို fullback မှာဒါသုံးခဲ့ရတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုသူ့အနေနဲ့ဆိုလိုခြင်းလည်းဖြစ်တယ်ပြောချင်တာကတော့တော်တော်များများအသင်းအတွက်ကိုအထောက်အကူပြုတဲ့ကစားသမားလို့ပြောပုံရပါတယ်ဒါကြောင့်လည်းလက်ရှိမှာ frame ပေါင်က injury ရပြန်လဲတက်တာလာတာဖြစ်တဲ့အတွက်ကို Brighton အသင်းနဲ့ပွဲစဉ်မှာတော့ကျွန်တော်စိတ်ထင်ဆိုဘိုကို right winger အဖြစ်သုံးပြီးတော့ fullback မှာကတော့ frame ပေါင်ပဲသုံးသွားလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ် okay ဆိုတော့ကျွန်တော်ဖြစ်နိုင်မွယ် line နဲ့ခံမှန်းကြည့်ရအောင်ဆိုတော့ Brighton အသင်းကအိမ်ဝင်းဆိုတော့အိမ်ရှင်ကိုအသားပေးပြီးတော့ကျွန်တော်အရင်ဆုံးကစားကွက်လေးကိုခံမှန်းကြည့်ပါမယ်ဆိုတော့ Brighton အသင်းကတော့ 4-2-3-1 ဆိုတဲ့ကစားကွက်မျိုးနဲ့ Liverpool အသင်းကိုရင်ဆိုင်လာနိုင်ပွဲရှိပါတယ်ခံမှန်း line နဲ့ကတော့ 4-2-3-1 ဖြစ်ဖို့များပါတယ်ဆိုတော့တိုက်စစ်ပိုင်းကပဲအရင်ဆုံးစပြောမယ်ဆိုရင်တော့ဝိုင်းကစားသမား West back ပွဲထွက်လာဖို့ရှိတယ်တောင်ပံနှစ်ဖက်မှာကတော့ဒါ Gomez နဲ့ခုနကျွန်တော်ပြောခဲ့တဲ့ Driblinski တော်တော်လေးကောင်းတယ်ဆိုတော့ Yankuba Mintaj ပွဲထွက်လာဖို့ရှိတယ်နံပါတ်10 or second strike ကပုံစံမျိုးနဲ့ကတော့ Hisheu ပွဲထွက်လာဖို့ရှိတယ်ကွင်းလယ်မှာကတော့ဒါဝိုင်းကစားသမား James Milner နဲ့ Pascal Gross တို့ပွဲထွက်လာဖို့ရှိပါတယ်ဆိုတော့ James Milner ယူလဲကျွန်တော်တို့ဒါအမှတ်တရရနေတူပေါ့နော်ပြန်လဲရင်ဆိုင်ရမယ့်ပွဲစဉ်မှာနောက်ခါလူ၄ယောက်နေရာမှာဆိုလို့ရှိရင်တော့ fullback ဒီမှာကတော့ Rafa နဲ့တစ်ဖက်မှာ Kadioglu center back မှာကတော့ Van Hecke နဲ့ Luis Diaz ပဲပွဲထွက်လာဖို့ရှိပါတယ်ဘုဒ္ဓမာလည်း Varujin ပဲပွဲထွက်လာဖို့ရှိပါတယ်ဆိုတော့ Brighton အသင်းရဲ့ line နဲ့ကတော့တော်တော်လေး strong ဖြစ်ပါတယ်ကျန်တဲ့အရင်ကစားသမားတွေကလည်းအင်ပြည့်အားပြည့်ရှိနေပါတယ်ပြီးတော့ Brighton အသင်းကကျွန်တော်ရှိမှပြောဖို့မေ့ကြံခဲ့လို့ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့ Premier League ၄ပွဲမှာ Arsenal တသင်းကိုရှုံးထားတယ်ဆိုပေမဲ့အဲ့ဒီရှုံးထားခဲ့တဲ့ Arsenal အသင်းနဲ့ပွဲစဉ်မှာတော့မှ Arsenal အသင်းကိုဒါ HHG အတာနဲ့ total shot အတာနဲ့ကစားထားနိုင်ခဲ့တာမျိုးရှိတဲ့အတွက်ကိုတော်တော်လေးတော့ Brighton အသင်းရဲ့နောက်ပိုင်းပွဲစဉ်မှာကောင်းလာပြီလို့ပြောရမှာလည်းဖြစ်တယ်ကျွန်တော် Liverpool အသင်းတို့ကတော့ကျင်းတီပါကိုခက်ခဲမဲ့ပွဲစဉ်တစ်ပွဲပါပဲokay ဆိုတော့ကျွန်တော် Liverpool အသင်းရဲ့ line နဲ့ပေါ့နော်ထုံးစံတိုင်းဒါ 4-2-3-1 ပဲဖြစ်ဖို့များပါတယ် side back ပေါ်ကကစားကွက်အတိုင်းဆိုလို့ရှိရင်တော့ဆိုတော့ဂိုးသမားနဲ့အရင်စပြောမယ်ဆိုလို့ရှိရင်တော့ AB1 lesson back ပဲပေါ်ထွက်လာဖို့ရှိပါတယ် fullback ဒီမှာကတော့ Carras နဲ့တစ်ဖက်မှာ frame pound ကိုအသုံးပြုလာနိုင်ပွဲရှိပါတယ် frame pound ဒီပွဲစဉ်မှာ right wing ကသုံးပြီးဆိုဖို့ fullback မှာသုံးတဲ့ပုံစံမျိုးတော့မလုပ်တော့ဘူးလို့တော့ယူဆပါတယ် press conference ကစကားတွေအတိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီပြအနေစလို့ရဲ့စကားတွေအတိုင်းဆိုလို့ရှိရင်ဆိုတော့စနပ်ပတ်မှာကတော့ Virgin နဲ့ Konate ပဲပေါ်ထွက်လာဖို့ရှိပါတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းထုံးစံတိုင်း Gravy Marker နံပါတ် position မှာတော့ Florian Wirtz ပဲပေါ်ထွက်လာဖို့ရှိပါတယ်ညာချမ်းမှာ Szoboszlai နဲ့ဘယ်ချမ်းမှာ Cody Gakpo ကိုတုံးလာဖို့ရှိပါတယ်တိုက်စစ်ပိုင်းမှာတော့ Ekitike ပွဲထွက်လာဖို့ရှိပါတယ်ဆိုတော့ line နဲ့အရာကြည့်မယ်ဆိုလို့ရှိရင်တော့Liverpool ပရိသတ်တွေအများဆုံးဝေဖန်ကြမှာတော့ Cody Gakpo သာပွဲစားတွေကပါလာပြီးဒီပွဲမှာအလုံးမဖြစ်ဘူးဆိုလို့ရှိရင်တော့ Gakpo ကမေးခွန်းထုတ်စရာမျိုးဖြစ်လာမယ့်အနေအထားမျိုးပေါ့နော်ဆိုတော့ဘယ်ချမ်းမှာတော့ Cody Gakpo ပဲထွက်လာဖို့များပါတယ်ဆိုတော့တိုက်စစ်ပိုင်းမှာ Ekitike ကတော့အားရစရာခြေစွမ်းမျိုးကိုကျွန်တော်တွေ့ရတယ်ပြီးတော့ Szoboszlai ညာချမ်းမှာကစားလာမယ့်အနေအထားကအသင်းနဲ့ပေါ့နော်အသင်းတို့ကဘယ်လောက်ထိအကျိုးရှိလာမလဲဆိုတဲ့ဟာမျိုးလေးလေဒီပွဲမှာကျွန်တော်မြင်ရဖို့ရှိတယ်ပြီးတော့ကျွန်တော် second option အနေနဲ့ကတော့ Cardijon လိုကစားသမားမျိုးတွေပြီးခီဆာကိုလည်းညာချမ်းမှာကျွန်တော်အသုံးပြုလို့ရတာမျိုးရှိသလိုဘယ်ချမ်းမှာဆိုလို့ရှိရင်လည်းအန်ကူမူဟာလေးရှိနေပါတယ်ဆိုတော့ဒါလေးကတော့ကျွန်တော် Liverpool အသင်း option လုပ်လို့ရတဲ့ကစားသမားတွေပဲဖြစ်ပါတယ်ဆိုတော့အဝေးကွင်းပွဲစဉ်တစ်ပွဲပါကျင်းစီပါကိုခက်ခဲမယ်အကျော်ပွေးမှုတွေအရာလေLiverpool အသင်းကပြင်းပြင်းရှာရှာအကျော်ပေးတဲ့ပုံစံမျိုးတော့မပေးထားဘူးပေါ့နော်လက်ရှိတီးရသလောက်ဆိုလို့ရှိရင်တော့ကျွန်တော်အကျော်ပေးမှုအရာLiverpool အသင်းက level 50နဲ့60ဝန်းကျင်လောက်ပဲအကျော်ပေးလာဖို့တော့ရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့မနက်ဖြန်စနေနေ့9နာရီမှာရှင်မြန်ကစားသွားဖို့ရှိပါတယ်ဆိုတော့အစောပိုင်းကံမှာဆိုတော့ကျွန်တော် Liverpool fan တွေလည်းအေးမပြတ်တော့ဘူးเนาะဒီရာသီကျွန်တော် Liverpool အသင်းရဲ့ပွဲစဉ်တွေကတော့ညနေပွဲစဉ်တွေကတော်တော်လေးများပါတယ်တရားစီလုံးပေါ့เนาะ Liverpool fan တွေအေးပြတ်ခဲ့ကြပါတယ်မနက်ဖြန်ပွဲစဉ်ကတော့
ဒါနိုင်ပွဲကိုစောစောစီးစီးခံစားပြီးတော့စောစောအိတ်ရမယ်စနေနေ့လေးလို့ထင်ပါတယ်ဗျဆိုတော့ဒီပွဲရဲ့ဂိုးရလက်ကိုရော brother တို့ဘယ်လိုမြင်လဲဗျ comment box မှာဝင်ပြပေးသွားခဲ့ကြပါအောင်ကျွန်တော်တို့ဒီပွဲစဉ်ဂိုးရလက်ကိုမခံမှန်းတော့ဘူးပေါ့နော်ဆိုတော့ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပေါ့နော်အားလုံးပဲ good night ပါဗျ